လာပစိန်လန်းတဲ့လက်ဖက်ဆိုင်ခင်းကြီးထဲမှာအလုတ်သမားတွေဟာလက်ဖက်ရွက်တွေကိုတက်ကြွစွာခူးဆွတ်နေကြပါတယ်။သူတို့ဟာလက်ဖက်ပေနေကြမှာအလုတ်ရှုံနေကြပြီးအကောင်းဆုံးလက်ဖက်ညွန့်လေးတွေကိုပဲဂယူးတစိုက်ရွေးချယ်နေကြတာပါ။ခူးဆွတ်ပြီးသားလက်ဖက်ရွက်တွေကိုတော့ချင်းတောက်တွေထဲမှာစုပုံထားပါတယ်။အဲဒီနောက်မှာတော့လက်ဆက်တဲ့လက်ဖက်ရွက်တွေကိုဖြာပေါ်မှာဖြန့်ခင်းပြီးအရေးအသွေးပြန်လဲစစ်ဆေးနေကြပါတယ်။ဒီအချိန်မှာပဲအလုတ်သမားတစ်ယောက်ကအလုတ်ပင်ပန်းနေတဲ့သူတွေအတွက်အေးဘူးလေးတွေကိုလာရောက်ဝင်ငတ်ပေးနေရပါ။အလုတ်သမားတွေဟာအမောပြေစေးဖို့အတွက်အေးဘူးလေးတွေကိုအားပါးရတောက်တုံးနေကြပါတယ်။တစ်ဖက်မှာလည်းတချို့အလုတ်သမားတွေကလက်ဖက်ရွက်တွေကိုအချောက်ခံဖို့အတွက်အဝိုင်းပုံစံစက်တွေထဲမှာထည့်ပြီးတေးချပြုပြင်နေကြတာပါ။သူတို့ဟာလက်ဖက်ချောက်တွေရဲ့အခြေအနေကိုတစ်ချက်ချင်းဂယူးတစိုက်ကြည့်ရှုနေကြတာပါ။အချောက်ခံပြီးသားလက်ဖက်ချောက်တွေကိုတော့ဖြာပေါ်မှာပြန်လဲတင်ထားပြီးအညစ်အကြေးတွေပါမပါတေးချစစ်ဆေးနေကြပါတယ်။ပြီးရင်တော့ဒီလက်ဖက်ချောက်တွေကိုချင်းကွင်းပေါ်တင်ပြီးအလေးချိန်အတိအကျချိန်တွယ်နေကြတာပါ။ထို့ပိုးတဲ့သူတွေကလည်းလက်ဖက်ချောက်တွေကိုဘူးလေးတွေထဲကိုစနစ်တကျထည့်ပြီးဈေးကွက်ထဲပို့ဖို့ပြင်ဆင်နေကြပါတယ်။နောက်တစ်စိမ်မှာတော့အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ကျွမ်းကျင်ပညာရှင်တွေကထွက်ရှိလာတဲ့လက်ဖက်ရည်ရဲ့အရေးအသွေးကိုစမ်းသပ်နေကြပါတယ်။သူတို့ဟာလက်ဖက်ရည်ခွက်လေးတွေကိုဂိုင်ပြီးအနံ့ကိုအရင်ခန်းစားကြည့်ကြတာပါ။အဲ့ဒီနောက်မှာတော့အရာတာကိုမြည်စမ်းကြည့်ပြီးသူတို့ရဲ့မှတ်တမ်းစာအုပ်တွေထဲမှာအသေးစိတ်ရေးမှတ်နေကြတာပါ။လက်ဖက်ရည်ဟာလူမျိုးမရွေးအတိတ်ရွေးမရွေးနှစ်သက်ကြတဲ့တောက်စရာတစ်ခုဖြစ်ပါတယ်။မိသားစုဝင်တွေဟာအိမ်ရဲ့အိတ်ခမ်းထဲမှာစုပေါင်းထိုင်ပြီးနှွေးထွေးတဲ့လက်ဖက်ရည်ချမ်းလေးကိုတောက်ရင်ပျော်ရွှင်စွာစကားပြောနေကြတာပါ။အဘိုးအဘွားတွေကလည်းမြေးလေးတွေနဲ့အတူလက်ဖက်ရည်တောက်ရင်ကြည်နိုးစရာအချိန်တွေကိုကုံဆုံးနေကြပါတယ်။ပန်းချံတွေကတစ်ပင်ကြီးအောက်မှာလည်းလူတွေဟာအနားယူရင်းလက်ဖက်ရည်ဘူးလေးတွေကိုတောက်တုံးနေကြပါတယ်။ဖခင်ထေသူကသူ့ရဲ့သားလေးကိုလက်ဖက်ရည်အေးဘူးလေးကင်နေတာဟာတကယ်ကိုချစ်စရာကောင်းလာပါတယ်။သူငယ်ချင်းတွေနဲ့မိခင်တွေကလည်းခုံတန်းလေးပေါ်မှာထိုင်နေပျော်ပျော်ပါးပါးလက်ဖက်ရည်တောက်ရင်အပန်းဖြေနေကြတာဖြစ်ပါတယ်။လူတိုင်းဟာလက်ဖက်ရည်ရဲ့လန်းဆန်းမှုကိုခံစားနေကြတာပဲဖြစ်ပါတယ်